စစ်ပွဲကကြာလာတာနဲ့အမျှဂျပန်အင်ပါယာကြီးလည်ပတ်ဖို့စွမ်းအင်တွေလိုအပ်လာတယ်။ကြောင်မီးသွေးပေါ့။ဒါပေမဲ့ကြောင်မီးသွေးအစားလူသားတွေကိုလောင်စာတော့သုံးခဲ့တဲ့နေရာတစ်ခုရှိတယ်။အဲ့ဒါကတော့ဟာရှိမာကန်ဂျီမာလို့ခေါ်တဲ့ကျွန်းပဲ။အခုခေတ် James Bond က Skyfall မှာပါလို့လူသိများပေမဲ့1940ပြည့်လွန်နှစ်တွေတုန်းကတော့အဲ့ဒီကျွန်းကတော့ငရဲကျွန်းပဲ။ဒီကျွန်းကတာမန်ကျွန်းမဟုတ်ဘူး။ပင်လယ်ရေမီတာ1000ပေ3000ကျော်အထိနှက်တဲ့ကြောင်မီးသွေးတွင်းတွေရှိတယ်။အဲ့ဒီအနှက်ကိုဆင်းသွားရင်ကမ္ဘာမြေအောက်အပူချိန်ကြောင့်အပူချိန်က36ဒီဂရီစင်တီဂရိတ်လောက်အမြင့်ရှိနေပြီးဆိုထိုင်းစားက95%ကျော်တယ်။လေဝင်လေထွက်မကောင်းတဲ့ကြောင်မီးသွေးမှုန့်တွေမီသိန်းဓာတ်ငွေ့တွေပြည့်နေတဲ့နေရာပေါ့။အဲ့ဒီမှာလှုပ်ဖို့ကိုရီးယားနဲ့တရုတ်လှုပ်သမားတွေကိုအတင်းအားဓမ္မခေါ်ခဲ့တယ်။ကြောင်မီးသွေးကြောတွေကမတ်ဆောက်လွန်းတော့ဆက်တွေနဲ့တူးလို့မရဘူး။လူတွေကဒီတွင်းတွေကိုတွားသွားပြီးတူတွေနဲ့ထွင်းရတယ်။ခါးတောင်ဆန့်လို့မရတဲ့နေရာတွေမှာတနေ့ကို12နာရီကျော်အလုပ်လုပ်ရတယ်။ဒီလိုကြမ်းတမ်းအလုပ်လုပ်ရတဲ့သူတွေကိုကြွေးတဲ့အစားအစာကတော့ဝက်စာတာပဲရှိတယ်။ကြောင်မီးသွေးဘက်တွေပါနေတဲ့ထမင်းချမ်းခဲလောက်ပဲ။အဲ့ဒီမှာအလုပ်လုပ်ခဲ့ရတဲ့သူတွေရဲ့နေရံမှာရေးထားတဲ့စာတစ်ကြောင်းကဒီနေ့အထိတမိုင်းမှာတွင်ကြံရစ်ခဲ့တယ်။အမေသားပိုက်စာတဲ့ရိုးရှင်းတယ်ဒါပေမဲ့နာကျင်စရာကောင်းတယ်။မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရအလုပ်သမားတွေဟာအယိုးပေါ်အရေးတင်ဖြစ်နေပြီးထွက်ပြေးဖို့ကြိုးစားရင်လည်းပင်လယ်ကြီးပဲရှိတယ်။ဖမ်းမိရင်တော့ရေပဝဲအခန်းလို့ခေါ်တဲ့အချုပ်ခန်းထဲမှာတေလူမျောပါရိုက်နှက်ခံရတယ်။အခုချိန်မှာဂျပန်ကဒီကျွန်းကိုမေဂျီခေတ်စက်မှုတော်လှန်ရေးရဲ့ပြရုပ်ဆိုပြီး UNESCO World Heritage အဖြစ်စာရင်းသွင်းထားတယ်။ခေတ်သစ်ပြတိုက်တွေမှာပြထားတဲ့ရုပ်ထုတွေကတန်ရှင်းတက်ရက်နေပြီးအလုပ်သမားတွေညီညွတ်လောက်ကင်နေတဲ့အောင်ကိုပြထားတယ်။ဒါပေမဲ့တကယ်အဖြစ်မှန်ကတော့အဲ့ဒီကျွန်းရဲ့အုံမြစ်တိုင်းမှာကိုရီးယားနဲ့တရုတ်အလုပ်သမားတွေရဲ့သွေးတွေမျက်ရည်တွေစီးဝင်နေတယ်ဆိုတာကိုကမ္ဘာကသိဖို့လိုတယ်။နောက်ဆုံးသစ္စာဖောက်မှု The Yukishima Maru Incident ဇလန်ရဲ့ဏီကုန်းပိုင်းကတော့ပိုပြီးစိုးနှင့်စရာကောင်းတယ်။1945ခုနှစ်ဩဂုတ်လ15ရက်နေ့ဂျပန်ဘုရင်ဟီရိုဟီတိုကရေဒီယိုကနေအရှုံးပေးကြောင်းကြေညာလိုက်ပြီးစစ်ကြီးပြီးသွားပြီ။ဂျပန်နိုင်ငံအာရီမိုရီဘက်မှာရောက်နေတဲ့ကိုရီးယားအလုပ်သမားထောင်ပေါင်းများစွာဟာငါတို့အိမ်ပြန်ရတော့မယ်ဆိုပြီးပြောကြတာပေါ့။ဂျပန်အစိုးရကသူတို့ကိုပြန်ပို့ပေးမယ်ဆိုပြီးယူကီရှီမာမာရူဆိုတဲ့ရေတပ်တဲယူပို့ဆောင်ရေးသင်္ဘောကြီးတစ်စီးနဲ့တင်ပေးလိုက်တယ်။သင်္ဘောကလူ4000လောက်ပဲဆန့်တာ။ဒါပေမဲ့ကိုရီးယားတွေ8000လောက်ကိုကြက်သိမ့်နေအောင်တင်လိုက်တယ်။သင်္ဘောဝမ်းပိုက်ထဲမှာလှုပ်လို့တောင်မရဘူး။ဩဂုတ်လ22ရက်နေ့မှာသင်္ဘောထွက်တယ်။ကိုရီးယားနိုင်ငံဘူဆန်စိတ်ကမ်းကိုဦးတည်ရမှာ။ဒါပေမဲ့သင်္ဘောကကိုရီးယားဘက်ကိုမသွားပဲဂျပန်ကမ်းခြေတစ်လျှောက်ကိုမောင်းပြီးဩဂုတ်လ24ရက်နေ့မှာကျိုတိုနာကဘိုင်းဇူရူပင်လယ်ော်ထဲကိုရုတ်တရက်ကွေ့ဝင်သွားတယ်။အဲ့ဒီချိန်မှာပဲကဘာပြက်သလိုပောက်ကွဲတံကြီးထွက်ပေါ်လာပြီးသင်္ဘောကြီးကနှစ်ပိုင်းကျိုးပြီးနစ်သွားတယ်။ဂျပန်အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်ကတော့အမေရိကန်တွေချထားတဲ့ရေမြုပ်မိုင်းမိတာပါတဲ့။ဒါပေမဲ့အသက်ရှင်ကျန်ရစ်သူတွေနဲ့သမိုင်းပညာရှင်တွေကဒါကိုလက်မခံဘူး။ဘာလို့လဲဆိုတော့မိုင်းထီရင်တစ်ချက်တည်းကွဲရမယ်အစားသင်္ဘောဝမ်းပိုက်ထဲကနေပောက်ကွဲတံ3-4ချက်လောက်ဇက်တိုက်ကြားခဲ့ရတယ်လို့ပြောကြတယ်။1954ခုနှစ်မှာသင်္ဘောကိုပြန်ဆယ်ယူပြီးစစ်ဆေးတဲ့အခါတမဏိကိုယ်တွေကအပြင်ဘက်ကိုကွေးထွက်နေတာတွေ့ရတယ်။အပြင်ကနေမိုင်းထိရင်အတွင်းကိုကွေးဝင်ရမှာလေ။ဒါကသင်္ဘောအတွင်းပိုင်းကနေဖောက်ခွဲလိုက်တယ်ဆိုတဲ့သက်သေပဲ။အဆိုးဆုံးကတော့သင်္ဘောအောက်ခြေမှာကြောက်ခဲတွေဘီးလက်မြေအိတ်တွေတန်300လောက်တွေ့ရတယ်။လူတွေဒီလောက်ကြက်နေတဲ့သင်္ဘောပေါ်မှာဘာလို့ဒီလောက်လေးနေတဲ့ဝင်တွေကိုတင်ထားတယ်လဲ။သင်္ဘောကွဲတာနဲ့တန်းပြီးနစ်သွားအောင်တမင်စီစဉ်ထားတာလား။သင်္ဘောကြီးမပေါက်ကွဲခင်ကလေးမှာဂျပန်အရာရှိတွေနဲ့သင်္ဘောသားတွေကအသက်ကယ်လှေတွေနဲ့ထွက်ပြေးသွားကြတယ်လို့မျက်မြင်သက်သေတွေကပြောတယ်။ကိုရီးယားလူသမားထောင်ပေါင်းများစွာဟာလွတ်လပ်ရေးရပြီးကမှအိမ်ပြန်လန်းကိုမျှော်နေရင်းနဲ့ပင်လယ်အောက်မှာအသက်ပြောက်ခဲ့ရတယ်။သူတို့ဟာစစ်ရှုံးတဲ့ဂျပန်အင်ပါယာအတွက်ဖျောက်ဖျက်ပြစ်ရမယ့်သက်သေတွေဖြစ်သွားခဲ့တာပါ။နေဝင်းနီရဲ့ logic ဒီဖြစ်ရက်လေးခုကိုဆက်ကြည့်လိုက်ရင်ဂျပန်အင်ပါယာရဲ့အလုံးလုံးပုံကိုရှင်းရှင်းလင်းလင်းတွေ့ရတယ်။သူတို့မျက်လုံးထဲမှာကိုရီးယားတွေတရုတ်တွေဟာလူသားတွေမဟုတ်ခဲ့ဘူး။ရှင်းပြောရရင်သူတို့လူမျိုးကလွဲလို့တခြားလူမျိုးတွေကိုလူလို့ကိုမထင်ခဲ့ကြဘူး။ကန်တို1923ခုနှစ်မှာသူတို့ကိုယောဂပိုးလို့သတ်မှတ်ပြီးရှင်းလင်းခဲ့တယ်။နန်ကျင်း1938ခုမှာတော့သူတို့ကိုကစားစရာအယုတ်လိုသဘောထားပြီးဓာဆန်းခဲ့တယ်။ဟာရှိမာ1940ပြည့်လွန်မှာတော့လောင်စာလိုသဘောထားပြီးမီးရှို့ခဲ့တယ်။ယူကီရှီမာ1945မှာတော့သူတို့ကိုဖျောက်ဖျက်ပြစ်ရမယ်တက်တေလိုဆက်ဆံခဲ့တယ်။
သမိုင်းဆိုတာအောင်နိုင်သူတွေရေးတာလို့ပြောကြပေမဲ့ဒီလိုမြေစာပင်ဖြစ်သွားရတဲ့ဘဝတွေရဲ့အော်တန်တွေကတော့ဘယ်တော့မှတိမ်မြုပ်သွားမှာမဟုတ်ပါဘူးကျွန်တော်တို့ဒီဇက်လန်ကနေဘာသင်ခန်းစာယူမလဲလူတစ်ယောက်ကိုလူမျိုးမတူလို့ဘာသာမတူလို့အယူအဆမတူလို့ခွဲခြားဆက်ဆံပြီးလူသားမဆန်တဲ့စိတ်တွေမွေးမြူမိနေသလားအဲ့ဒီခေတ်ကဂျပန်စစ်သားတွေလိုငါတို့စိတ်ထဲမှာနေဝင်းနေတဲ့စဉ်ထွက်ပေါ်နေသလားဆိုတာကိုပြန်မေးကြည့်ဖို့လိုအပ်ပါတယ်ခုကြည့်နေတဲ့မိတ်ဆွေတို့ရောဘလို့ထင်လဲတကယ်လို့မိတ်ဆွေသား1923ခုနှစ်တိုကျိုမျိုးပြက်ကြီးတဲ့ရောက်နေခဲ့ရင်မိတ်ဆွေက15ရန်50ပြားကိုအတန်အတွက်ပြောစမ်းဆိုပြီးလိုက်စစ်နေတဲ့လူအုပ်ထဲမှာပါနေမလားဒါမှမဟုတ်အသက်ဘေးကပြေးနေတဲ့ဒုက္ခသည်တယောက်ကိုအိမ်ထဲခေါ်ပြီးဝှက်ထားပေးမဲ့လူသားတယောက်ဖြစ်မလားထုံးစံတိုင်းကျွန်တော်တို့မြန်မာအာခိုင် channel ကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့နောက်ထပ်ဘလို့အကြောင်းအရာမျိုးတွေသိကျင်လဲဆိုတာcommentမှာဝင်ရေးသွားလို့ရပါတယ်ခင်ဗျာ